လက်ကောင်းတွေရဖို့ဆုံးဖြတ်ချက်ကောင်းတွေရအောင်ဘယ်လိုဖော်ထုတ်ကြမလဲကျမတို့ဟာနေ့စဉ်တီးစိမ့်တဲ့ဖြစ်စေမတီးစိမ့်တဲ့ဖြစ်စေဆုံးဖြတ်ချက်ပေါင်း3000ကျော်ကိုပြုလုပ်နေကြပါတယ်ကျမတို့ရဲ့ပြည်သက်ကြီးရောဒီနေ့ဆုံးဖြတ်ချက်တွေဘယ်လောက်ချပြီးပြီလဲစဉ်းစားမိရဲ့လားဒီလိုကျမတို့တွေကဆုံးဖြတ်ချက်တွေကိုအလွယ်ဆုံးပြောရမယ်ဆိုရင်မနဲ့အဲ့ရထားလို့မျက်စိနှလုံးဖွင့်လိုက်တာနဲ့ကျမတို့ကဆက်ပြီးတော့အိမ်မလားထမလားဆိုတာကနေကျမတို့ကဒီနေ့မှာဒီလိုမျိုးပေါ့ပုံမှန်မဟုတ်တဲ့အချိန်တွေကျမဒီလို talk မှာဘယ် speech ကိုယူရမလဲဆိုတာအလဲကျမတို့ရဲ့ဘဝအတွက်အရေးကြီးတယ်ကျမတို့ရဲ့ငွေကြေးကိုဘလို့စီမံခန့်ခွဲရမလဲနောက်တစ်ခါကျမတို့အလုပ်ငန်းကိုင်ငန်းတွေလုပ်ကိုင်တွေကိုလည်းကျမတို့ကကဲဝန်ထမ်းမဲ့လုပ်မလားကျမတို့ entrepreneur ကိုယ်ပိုင်လုပ်ငန်းမဲ့လုပ်မလားဆိုတာအစုံကျမတို့ကဆုံးဖြတ်ကြရတယ်ဒီလိုဆုံးဖြတ်ချက်တွေချတာကဘာလို့အရေးကြီးလဲဆိုတော့ဒီလိုဆုံးဖြတ်ချက်တွေကနေပဲကျမတို့ကိုအောင်မြင်တဲ့ဘဝကျမ်းမာပျော်ရွှင်တဲ့ဘဝအဓိပ္ပာယ်ရှိတဲ့ဘဝတွေကိုရရှိစေတာဖြစ်ပါတယ်ဒီလိုကိုတယောက်နဲ့တယောက်ဆုံးဖြတ်ချက်ချခြင်းတွေမတူတာကနေကျမတို့ကရလဒ်တွေကြွားသွားကြတယ်ဒီနေ့ကျမပြောချင်တဲ့နေရာမှာကျမကတော့ခေါင်းစဉ်နှစ်ခုနဲ့ပြောပြမှာပါကျမတို့ဆုံးဖြတ်ချက်ချခြင်းနဲ့ကျမတို့ရဲ့ Gen X ခေတ်နောက်တစ်ခုကတော့ဆုံးဖြတ်ချက်ချခြင်းနဲ့ယနေ့ကလေးတွေရဲ့ Gen Z ခေတ်ပါကျမရဲ့ဖြတ်တန်းရတဲ့အတွေ့အကြုံအရဆိုရင်ကျမဟာဒီဆုံးဖြတ်ချက်ချဖို့ကျမအတွက်ပတ်ဝန်းကျင်ကောင်းဆိုတာလိုအပ်ပါတယ်ကျမပတ်ဝန်းကျင်ကောင်းလို့ပြောတဲ့နေရာမှာကျမတို့ရဲ့မိဘဆရာကိုယ့်ထက်အသက်ကြီးဝါကြီးပညာရှိတဲ့သူတွေကနေကျမတို့အတွက်ပတ်ဝန်းကျင်မှာရှိတယ်ကျမတို့ကိုအကြံကောင်းတွေပေးနိုင်တဲ့တငယ်ချင်းတွေဒီစားတဲ့ပတ်ဝန်းကျင်ကကျမတို့အတွက်ပတ်ဝန်းကျင်ကောင်းပါကျမရဲ့မိခင်ဟာဆိုရင်ကျမကိုငယ်စဉ်ကတည်းကပြုစုပြောထောင်ပေးတဲ့ကျမတို့ရဲ့ role model ပါကျမတို့ဟာငယ်စဉ်ကတည်းကမိခင်ကအိမ်လုပ်တွေလုပ်ခိုင်းတယ်နောက်တစ်ခါတော့မိခင်ရဲ့အိမ်လုပ်ငန်းဖြစ်တဲ့စီးပွားရေးလုပ်ငန်းမှာလည်းကျမတို့ကပါဝင်လုပ်ကိုင်ရတယ်ဒါကကျမတို့ကိုဘာလို့လေ့ကျင့်ခဲ့ရလဲဆိုတော့ငယ်စဉ်ကတည်းကနေကျမတို့ဟာ automatic decision making ဆိုတဲ့အလိုအလျောက်ဖြစ်ပေါ်တဲ့ဆုံးဖြတ်ချက်ချတာတွေကိုကျမတို့ကငယ်စဉ်ကတည်းက train လုပ်လာခဲ့ရတာဖြစ်ပါတယ်ကျမအနေနဲ့ကျမကိုဒီလိုလုပ်ငန်းလုပ်ကိုင်တဲ့အချိန်မှာဘယ်လိုပြောကြလဲဆိုတော့ကျမဟာဆုံးဖြတ်ချက်ချတဲ့နေရာမှာအယမ်းမြန်ဆန်တယ်မှန်ကန်တယ်ဒါတွေကလည်းကျမငယ်စဉ်ကဖြတ်တန်းခဲ့ရတဲ့ဒီရဲ့ဆုံးဖြတ်ချက်ချတဲ့အလေးကျင့်တွေကြောင့်ပါဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျမပထမဆုံးအလုပ်လုပ်တဲ့ဒီ management level မှာ general manager အနေနဲ့လုပ်တဲ့ trading company မှာဆိုအဲ့အချိန်ကကျမတို့မှာ trade restriction trade deficit နောက်တစ်ခါကျ trade council ဒီ currency fluctuation စတဲ့စက္ကန့်မလတ်အခက်ခဲတွေကြားမှာကျမတို့ကမမှန်ကန်ကန်မြန်မြန်ဆန်ဆန် decision လုပ်နိုင်မှဒါကျမတို့ကဆက်လက်အောင်မြင်မှာပါကျမအဲ့ချိန်မှာလဲကျမတို့လိုအပ်တဲ့ဆုံးဖြတ်ချက်တွေကိုမှန်မှန်နဲ့မြန်မြန်ချမှတ်ပြီးတော့မှအဲ့ရဲ့လုပ်ငန်းကိုရပ်တန့်မသွားအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်ဆုံးဖြတ်ချက်ချဖို့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့စိတ်ပါကျမတို့ကဆုံးဖြတ်ချက်ကိုစိတ်ကဆုံးဖြတ်ရတဲ့အတွက်စိတ်ကအရေးပါတဲ့ကဏ္ဍကနေပါပါတယ်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ရဖို့ဆိုရင်ကျမတို့ဟာအချက်လက်အခိုင်အမာကိုစုဆောင်ဖို့လိုပါတယ်ဒီအချက်လက်တွေကနေကျမတို့ကဆုံးဖြတ်ချက်ချရမှာပါရေတိုစဉ်းစားတာထက်ကျမတို့ဟာရေရှည်ရဲ့အကျိုးကျေးဇူးကိုမျှော်မှန်းပြီးဆုံးဖြတ်ချက်ချရမယ်ကျမတို့ကဆုံးဖြတ်ချက်ချရင်ကိုယ့်ကို confidence ရှိရှိဆုံးဖြတ်မယ်ဆိုရင်80%လောက်ကမှန်ကန်အောင်မြင်တဲ့ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်။ဒါအပြင်ကျမတို့က risk and return ကိုစဉ်းစားပြီးတော့မှအကျိုးကျေးဇူးနဲ့ကျမတို့ရဲ့ဆုံးရှုံးမှုတွေကိုနိုင်ရှင်ပြီးတော့မှအကျိုးကျေးဇူးများတဲ့ဟာတွေကိုစဉ်းစားရပါမယ်။ကျမတို့ကဆုံးဖြတ်ချက်တိုင်းကမှန်နေတာမဟုတ်ပါဘူး။ကျမတို့မာတဲ့အခါလည်းရှိမှာပါ။ဒီလိုချိန်ကြရင်ကျမတို့ရဲ့မားရာတွေကိုပြန်လဲသုံးသပ်ပြီးတော့မှနောက်အနာဂတ်မှာကျမတို့ဘယ်လိုပုံမူကောင်းမွန်အောင်ဆုံးဖြတ်ရမလဲဆိုတာစဉ်းစားပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျမဒီကလေးတွေနဲ့ပတ်သက်တဲ့ဒီဆုံးဖြတ်ချက်ချခြင်းနဲ့ကျမတို့ကလေးတွေရဲ့ Gen Z ခေတ်ဆုံးဖြတ်ချက်ချခြင်းကိုပြောချင်ပါတယ်ယနေ့ globalization AI internet ဒီလိုနည်းပညာဖွံ့ဖြိုးတဲ့အချိန်မှာကျမတို့ဟာဆုံးဖြတ်ချက်ချဖို့လွယ်ကူမယ်လို့ထင်ပါတယ်ဒါပေမဲ့ဒီလို
အချက်လက်ပေါင်းများစွာရှိနေတဲ့ဒီရဲ့ knowledge စီးတဲ့မှာကျမတို့ကလေးတွေဟာဆုံးဖြတ်ချက်ချဖို့အလွန်ခက်ခဲပါတယ်သူတို့အတွက် Google ကနေ one click နှိပ်လိုက်တာနဲ့အချက်လက်တွေကတန်းပေါင်းများစွာကျလာတယ်ဒါပေမဲ့ကျမတို့ခေတ်တုန်းကဆိုရင်တော့ဒီလိုဆုံးဖြတ်ချက်ချမယ်ဆိုကျမတို့ကရွာရိုးကိုပေါက်သွားရတယ်လူကြီးတွေကိုမေးရတယ်သူတို့စီကအကြံဉာဏ်တွေကိုကိုယ်ထဲမှာ digest လုပ်ရတယ်ဒီကနေမှကျမတို့အဖြေထွက်ရတယ်ဒါဆိုရင် why သူတို့တွေကဒီလောက် information အများကြီးထဲမှာဘာလို့ဆုံးဖြတ်ချက်ကောင်းကောင်းတွေချဖို့ခက်ခဲလဲဘာလို့လဲဆိုတော့ဒီရဲ့လူငယ်ကလေးတွေမှာလည်းသူတို့အတွက်ပင်ကိုယ်စွမ်းရည်လိုအပ်ပါတယ်သူတို့မှာသူတို့ပင်ကိုယ်စွမ်းရည်နဲ့သူတို့ရဲ့ရရှိတဲ့သိရှိရတဲ့အချက်လက်တွေကိုကိုယ့်ရဲ့စွမ်းရည်ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုယ့်ရဲ့အသွေးခေါ်နဲ့မှန်မှန်ကန်ကန်ဆုံးဖြတ်မှတာဆုံးဖြတ်ချက်အမှန်နဲ့ဆုံးဖြတ်ချက်ကောင်းရကြမှာပါကျွန်မတခုပြောချင်ပါတယ်အခု ChatGPT AI အရန်ကိုခက်စားနေတယ်ကဲကျမတို့ကလေးတွေရောအိမ်စာတွေ assignment တွေ ChatGPT နဲ့လုပ်ကြလားကျမတဲ့နဲ့လုပ်ကြမယ်လို့ထင်ပါတယ်ကဲအခု ChatGPT နဲ့အိမ်စာတွေလုပ်ကြတယ်ဆောင်းဝဲကြရင်ရောအခက်အခဲမကြုံကြဘူးလားကြုံရမှာပါပဲကဲဆောင်းဝဲအောင်ပြီကျမတို့လက်တွေ့ဘဝမှာလည်းဒီလိုပဲကျမတို့သိပညာနဲ့ကျမတို့ရဲ့လက်တွေ့မပါဘဲနဲ့အောင်မြင်မှုဆိုတာခက်ခဲပါတယ်ဒါကြောင့်မလို့ဒီလိုလူငယ်တွေမှာ challenge ဖြစ်တဲ့အရာကလည်းကျမတို့မိဘတွေကလည်းတကယ် concern ဖြစ်တဲ့အရာပါဘာလို့လဲဆိုတော့သူတို့အတွက်လိုအပ်တာတွေကိုဖော်ထုတ်ဖို့အတွက်ကျမတို့မိဘတွေမှာတာဝန်ရှိပါတယ်ကျမဥပမာအနေနဲ့ဆိုရင်ကျမသမီးက first time YouTube ကိုကြည့်ပြီးတော့ကျုပ်ကြော်ပါတယ်ကျုပ်မီးတူးသွားပါတယ်ကျမစီလာမိတယ်ဘယ်လိုလုပ်ရမလဲအဲ့တော့ကျမကသူ့ဘာမှမပြောဘူးကဲသမီးအကြိုက်ဆုံးဟင်းတစ်ခွက်ကို YouTube or TikTok ကနေရှာခဲ့ပါကျမတို့တူတူချက်ပြုတ်ကြမယ်ကျမတို့လိုတဲ့ resource တွေဒီ YouTube ကနေကြည့်တယ်တေချာ prepare လုပ်ပြီးတော့ဟင်းချက်တဲ့အချိန်မှာအကောင်းဆုံးဟင်းတစ်ခွက်ရတယ်ဒါကကျမသူ့ကိုမိမောင်းထုတ်ပြတာကျမတို့ကဒီအသိပညာမဟုတ်ပဲလက်တွေ့ practice လုပ်တဲ့ဘဝပညာလေးပါလိုတယ်ဆိုတာကိုကျမမိမောင်းထုတ်ပြတာပါဒါအပြင်ကျမရဲ့သားလေးဆိုရင်ကျမကဒီသူ့အတွက်ရေကူးတင်တန်းသွားမယ်ဆိုရင် तू ကဒီရဲ့ရေကူးတင်တန်းမသွားခင်မှာဒီရှေ့တစ်ပတ်မှာရေကူးတာကိုအင်တာနက်ကနေ तू ကျွမ်းနေအောင်ကြည့်ပြီဒါပေမဲ့တကယ်တမ်းရေကူးကန်ရောက်တယ်ရေနစ်တယ်ကဲ तू ဆရာပြောတယ် तू တက်နေပြီအဲ့ဒါဆိုကျမပြောလေနင်တက်နေပါလို့လာတင်စရာလို့လဲဆရာကလည်း तू ပြောပါတယ်ဒါရေကူးတာလည်းအဲ့လိုပဲအင်တာနက်ကနေတော့တင်နိုင်တယ်အသိပညာရတယ်ဒါပေမဲ့လက်တွေ့လေ့ကျင့်မယ်လက်တွေ့ practice မလုပ်ဘဲနဲ့ဒါတွေဟာမရပါဘူးကျမအဲ့ဒါကြောင့်မလို့ကျမကလေးတွေကိုအလင်းတင်တယ်လို့ကျမတို့ကအင်တာနက်ကနေကြည့်ပြီးကားမောင်းလို့ရမယ်ဒါပေမဲ့လက်တွေ့မှာတကယ်ကောင်းမှတတ်မှတာတကယ်လုပ်လို့ရတာပါဒါအပြင်ကလေးတွေရဲ့စိတ်ထဲမှာတခါတည်းpilot လုပ်မယ်တခါတည်းအာကာသထဲသွားမယ်သူတို့အကုန်အင်တာနက်ကိုကြည့်ပြီးလုပ်တတ်တယ်ဒါပေမဲ့သူတို့မှာတကယ်လိုအပ်တဲ့လက်တွေ့ပညာမပါဘဲနဲ့သူတို့ဘာမှမလုပ်ဆောင်နိုင်ပါဘူးအဲ့တော့ကျမတို့ကသူတို့ကိုဘယ်လိုပြောရလဲဆိုရင်ကျမတို့တစ်ပင်တစ်ပင်ကြီးရှိတယ်ဆိုပါစို့ကျမတို့ကအပေါ်ကမြင်နေတဲ့အခက်လက်ဝေဆဆာဆိုတာကျမတို့ရဲ့ဒီ online ကအသိပညာတွေပါဒါပေမဲ့ဒီအသိပညာတွေရဲ့ရေတောက်မြစ်ဖြစ်တဲ့ဘဝလက်တွေ့လောက်ကင်မှုတွေမရှိဘူးဆိုရင်ကျမတို့ဒီတစ်ပင်ကြီးဟာရှင်တန်မှာမဟုတ်ပါဘူး။ဤကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ကျမတို့ကဆုံးဖြတ်ချက်တွေချဖို့ analytical ကျမတို့အချက်လက်တွေကိုစုဆောင်းပါရှာဖွေပါဒီအချက်လက်တွေကနေကျမတို့တိကျကျဆုံးဖြတ်ကြပါ directive ကျမတို့ SOP ရှိတယ်ညွှန်ကြားချက်တွေရှိတယ်ဒီအချက်လက်တွေကိုတိကျကျလိုက်နာပြီးဆုံးဖြတ်ကြပါ conceptual လူကြီးမိဘတွေစကားကိုနားထောင်ပါသူတို့ကအတွေ့အကြုံရှိတယ်နောက်တစ်ခါကျတော့လူတွေကိုများပြောဆိုပြီးတော့မှသူတို့စီကအကြံဉာဏ်ယူကြပါနောက်တစ်ခါကိုရဲ့အကျိုးကျေးဇူးရလဒ်တွေရေးတိုးရေးရှည် result တွေကိုစဉ်းစားပြီးတော့ဆုံးဖြတ်ချက်ချပါ behavioral ကိုရဲ့စိတ်ကိုစိတ်ခံစားချက်နဲ့မဆုံးဖြတ်ပါနဲ့ကိုစိတ်လှုပ်ရှားနေတယ်ဆိုရင်တည်တည်ငြိမ်ငြိမ်နဲ့ဆုံးဖြတ်ပါကိုယုံကြည်ဆုံးဖြတ်ပါဒါအပြင်သူများရဲ့ခံစားချက်ကိုလည်းကိုအနေနဲ့လေးလာသုံးသပ်ပြီးတော့မှဆုံးဖြတ်မယ်ဆိုရင်ဆုံးဖြတ်ချက်ကောင်းတွေရမှာဖြစ်ပါတယ်
ကျမတို့ကလေးတွေဟာယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့အတိုင်းနောင်တစ်ချိန်မှာသူတို့ဟာခေါင်းဆောင်နေရာကိုတာဝန်လွှဲပြောင်းရမယ့်လူတွေဖြစ်ပါတယ်အဲ့တော့ကျမကလေးတွေကို take home message လေးအနေနဲ့ပြောချင်တာကတော့ကျမတို့ကလေးတွေဟာငယ်ငယ်စဉ်ခါမှာကလေးကလုပ်ငန်းခွင်မှာအတွေ့အကြုံကိုရနိုင်တဲ့လောက်ယူကြပါပတ်ဝန်းကျင်သားလူတွေနဲ့များများစကားပြောကြပါဒါအပြင်ပတ်ဝန်းကျင်ကလူတွေရဲ့အကြံဉာဏ်ကိုလည်းနားထောင်ကြပါကိုယ့်ရဲ့ emotional intelligence ကိုလေ့လာပါသင်ယူပါဒါအပြင်ကိုယ့်ကိုဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် self control emotional control ကိုယ့်အနေနဲ့ကိုယ်လုပ်ပြီးတော့မှဆုံးဖြတ်ချက်တွေမှန်မှန်ကန်ကန်ချကြပါကျမတို့ဒီလိုစိန်ခေါ်မှုတွေပြည့်နေနေတဲ့ကျမတို့ရဲ့ဒီ challenge တွေတော့အများကြီးရှိနေတဲ့လောကကြီးမှာကျမတို့ရဲ့ကလေးတွေကဆုံးဖြတ်ချက်မှန်မှန်ဆုံးဖြတ်ချက်မြန်မြန်နဲ့ဆုံးဖြတ်ချက်ခေါင်းတွေကြပြီးတော့သူတို့ရဲ့ကျမ်းမာပျော်ရွှင်တဲ့ဘဝအောင်မြင်တဲ့ဘဝအသေးပဲရှိတဲ့ဘဝတွေဖြတ်သန်းနိုင်ပါစေလို့ပြောဆိုရင်းနဲ့ညီကုံချောအပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်